ကိုကြီးတယောက်အနေနဲ့ပြောပြမယ်ညီလေးတို့စာကြက်တယ်ပြီးရင်အကုန်မေ့သွားတယ်ပြန်ကြက်တယ်ထပ်မေ့တယ်ဒီလိုဖြစ်နေကြလားနိုင်ချီကြက်မှတ်ပေမဲ့စာမေးပွဲအခန်းထဲရောက်ရင်ဘာမှမမှတ်မိဘူးဖြစ်နေလားဒါကြောင့် blotting method ကိုသုံးကြည့်ပါကြက်ပြီးတာနဲ့စာအုပ်ပိတ်ပြီးမှတ်မိသမျှအကုန်ပြန်ရေးပါစိတ်ထဲရောက်လာတဲ့အတိုင်းအစီအစဉ်မတက်ကြအကုန်ရေးချပါ blood out လုပ်တာပါပြီးရင်စာအုပ်နဲ့နိုင်ရှင်ပါမေ့သွားတဲ့နေရာမှားသွားတဲ့နေရာတွေကိုအယောင်ချဲပါဒါကသင်တကယ်ပြန်လေ့လာရမယ့်အပိုင်းတွေပဲဒီနည်းက passive reading စာဖတ်ရုံထက်သင်ယူမှုကို90%ပိုတိရောက်စေတယ်ဒီနေ့ကစပြီးဒီလိုလုပ်ကြည့်ပါသင်လေ့လာနေတဲ့အခန်းတစ်ခန်းကိုပုံမှန်အတိုင်းကြပ်ပါနှစ်စာအုပ်ပိတ်ပြီးစာရွက်အလွတ်တရွက်ပေါ်မှတ်မိသမျှအကုန်ပြန်ရေးပါအစီအစဉ်မလိုက်ပါနဲ့ရောက်တာရေးပါသုံးစာအုပ်ဖွင့်ပြီးသင်ရေးထားတာနဲ့နှိုင်းရှင်ပါမေ့သွားတဲ့အပိုင်းတွေကိုအယောင်ချဲပါလေးအဲ့ဒီအပိုင်းတွေကိုပြန်လေ့လာပါပြီးရင်နောက်တစ်ခါထပ်လုပ်ပါဒီနည်းကိုနှစ်ကြိမ်လောက်လုပ်ရင်သင်ဟာအဲ့ဒီအကြောင်းအရာကိုဘယ်တော့မှမမေ့နိုင်တော့ဘူးဘာမှမပူနဲ့ရှေ့ဆက်လျှောက်ပါတေးသေးလေးစလိုက်ပါညီလေးတို့အောင်မြင်ဖို့ကိုကြီးအမြဲဘေးကရှိနေမယ်